မင်္ဂလာပါညီမလေးဟုတ်ညီမလေးရဲ့နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါဦးရှင် ညီမလေးနာမည်ကတော့ဝေသင်သွန်းဖြစ်ပါရှင် အော်ညီမလေးရဲ့အသက်နဲ့ဇာတိကရောရန်ကုန်ပါပဲလား အသက်ကတော့22နှစ်ဖြစ်ပြီးတော့ဇာတိကတော့ရီဦးမျိုးဖြစ်ပါရှင် အော်ညီမလေးဗီဇာအပရူဖြစ်သွားတဲ့အတွက်အမတို့ Wuri Hack ကနေအများကြီးခုံယူမိပါရဲ့ရှင်အဲ့တော့ဒီဗီဇာအောင်မှုအတွက်ပေါ့နော် try နေတဲ့ကာလအစင်မှာဒီဘယ်လောက်ကြာ try လိုက်ရလဲ ညီမလေးအချိန်2နှစ်လောက်ထိုင်လိုက်ရတယ်ပေါ့နော်ပထမတစ်ခေါက်တော့ကတော့ဒီကံမကောင်းမှလည်းပဲတနိုင်ဖြစ်ခဲ့တယ်ဒါပေမဲ့ဒီခြားလေးပြန်ပြင်ဆင်ပြီးတော့ဒီတစ်ခါမှာတော့အပြည့်ဖြစ်သွားပါရှင် ကဲရှင်ဟုတ်အဲ့ဆိုလို့ရှိရင်ဗီဇာအောင်မှုအတွက်ညီမလေး try နေတဲ့ကာလတစ်လျှောက်မှာပေါ့နော်ဘယ်အဆင့်ကညီမလေးအနေနဲ့အခက်အခဲဆုံးဖြစ်နေတင်လဲ ညီမလေးအတွက်ကတော့အခက်အခဲဆုံးစိတ်ရလို့တော့မရှိခဲ့ဘူးရှင်ဒီဗီဇာအပြည့်ဖြစ်ဖို့စောင့်နေတဲ့ကာလအတွင်းမှာတော့ရှင်တစ်လုံးလုံးနဲ့စောင့်လာခဲ့ရတယ်ပေါ့နော် ဟုတ်ဒါဆိုလို့ရှိရင်ညီမလေးကဘယ်အကြောင်းကိုလျှောက်ထားတာလဲဒီဖုန်းနဲ့သွားမှာလားဒါမှမဟုတ်လို့ရှိရင်ဒီတူးနဲ့သွားမှာလား ညီမလေးကဒီ2နဲ့သွားမှာပေါ့နော်။ MG College ကိုရှောက်ထားပါတယ်ရှင် ဒီငွေတိုးအနေနဲ့ပေါ့နော်အိမ်နဲ့ခွဲပြီးတော့ကိုရီးယားမှာចောင်းသွားတက်ရတော့မယ်ဆိုတော့ယခုလက်ရှိဖြစ်ပေါ်နေခန်းစားချက်လေးကိုတစ်ချက်လောက်ဝင်များပြပါဦးရှင် ။အခုလက်ရှိကတော့ဒီ1:1နဲ့ဖြစ်နေပေါ့နော်။အိမ်နဲ့ခွဲရမှာဆိုတော့1နဲ့ခန်းစားချက်လည်းရှိပြီးကိုယ့်ရဲ့အိမ်မက်ဖြစ်တဲ့ကိုရီးယားကိုသွားရတော့မယ်ဆိုတော့1တာပါရှင် ဟုတ်ကဲ့ရှင်ငွေတိုးအနေနဲ့ပေါ့နော်ကိုရီးယားမှာចောင်းသွားတက်တော့မယ်ဆိုတော့ဘာသာစကားကိုရောငွေတိုးအနေနဲ့ဘယ်လောက်ထိပြင်ဆင်ထားခဲ့လဲ ဘာသာစကားကိုကတော့ညီမ topic 5ထိ topic 5ရထားပါတယ်ရှင် ဟုတ်ကဲ့ရှင် topic 5ဆိုရန်တော်တာပဲเนาะဟုတ် Wuri Hack ကို1 to 5 rating ပေးရမယ်ဆိုလို့ရှိရင်ငွေတိုးအနေနဲ့ဘယ်လောက်ပေးပြင်မလဲဘာကြောင့်လဲ Wuri Hack ကို rating 5ပေးပါတယ်ရှင်ဘာလို့လဲဆိုတော့ဒီညီမသိချင်တာနေတဲ့ခါမှာဆိုလို့ရှိရင် reply အရင်မြန်နေပေါ့နော်အဲ့အချက်ကိုအရင်သဘောကျပါတယ်ရှင်နောက်ပြီးတော့လည်းဒီကိုရီးယားဘက်ကဆရာနဲ့အကြောင်းကိစ္စတွေကိုလည်းအသေးစိတ်ဆွေးနွေးပြရအောင်မလို့ rating 5ပေးပြသွားပါတယ်ရှင် ဟုတ်ကဲ့ဒီငွေတိုးအနေနဲ့ပေါ့နော် Wuri Hack ကိုအကြိုက်ဆုံးချက်ကဘယ်ချက်ဖြစ်မချင်းလဲ Wuri Hack ကိုအကြိုက်ဆုံးချက်ကတော့ဒီစားဆန်တဲ့နေကိုလူလေးချင်းမရှိလိုအပ်ချက်မရှိအောင်ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်ရှင် ငွေတော့ကဒီတူးနဲ့သွားမှာဆိုတော့ပေါ့နော်ဘယ်မီဂျာယူဖို့စဉ်းစားထားလဲ ဒီတူးနဲ့သွားမှာဆိုတော့ဒီ airline service မီဂျာကိုယူဖို့စဉ်းစားထားပါတယ်ရှင် ဟောဒါဆိုလို့ရှိရင် airline service မီဂျာကိုဘာလို့ရေးချက်ပေးခဲ့ရလဲ ဘာလို့လဲဆိုတော့ဒီညီမရဲ့ငယ်လေးကအိမ်မက်ဖြစ်တဲ့ကိုရမှာလည်းအကြောင်းတက်ချင်တယ်နောက်ပြီးတော့ကိုရဲ့ငယ်လေးကစိတ်ကူးထားတဲ့ဒီလေးမယ်လည်းဖြစ်ချင်တယ်ဆိုတော့မြန်စီကောလိပ်မှာပဲ airline service မီဂျာကိုရွေးချယ်ပေးခဲ့ရပါရှင် နောက်ကိုရီးယားလာမယ့်ဂျူနီယာလေးအတွက်မှာခြင်းတဲ့စကားလေးကိုလက်ဆောင်ပါပေးပါဦးရှင် ကိုရီးယားကိုလာမယ့်ဂျူနီယာလေးတွေအတွက်ကတော့ကိုရီးယားစာကိုပဲကြိုးစားပြီးတော့လေ့လာခဲ့ပြီပါလို့ကိုရီးယားစာကိုရထားမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်တက်လန်းနေခွင့်လန်းနေအများကြီးရှိရပေါ့နော် လွန်ခဲ့တဲ့တစ်နှစ်ကကိုငွေသုံးနေတယ်ဘာပြန်ပြောခြင်းလဲ လွန်ခဲ့တဲ့တစ်နှစ်ကကိုဒီလမ်းကြောင်းကိုပဲအားမလျှော့ပဲနဲ့ဆက်လက်ကြိုးစားခဲ့တဲ့အတွက်အရန်ကိုအားရမိရပါတော့ ဟုတ်ကဲ့ရှင်အဲဆိုလို့ရှိရင်နောက်9နှစ်နေရောငွေသုံးဘာဖြစ်ခြင်းလဲ နောက်9နှစ်နေလို့ရှင်တော့ဒီကိုရေးချက်ထားတဲ့လမ်းကြောင်းပေါ်မှာပဲပျော်ရွှင်ရွှင်နဲ့6လမ်းနေတဲ့သူတယောက်ဖြစ်ချင်ပါတယ်ရှင် ဟုတ်ကဲ့ရှင်အဲဆိုနောက်ဆုံးမိကိုအနေနဲ့ပေါ့နော်ငါတို့ရဲ့အိမ်မက်ငါတို့အနာဂတ်ဆိုရဲ Wuri Hack ရဲ့ဆောင်းဖို့ဒိုင်ဒီကိုရီးယားမှာငွေသုံးចောင်းတက်ပြီးသွားလို့ဖဲရပြီးသွားဆိုလို့ရှိရင်ငွေသုံးဘာဆက်လုပ်ပဲစိတ်ကူးထားတယ် ဘာဆက်လုပ်မလဲဆိုတော့ဒီညီမရွေးချယ်ထားတဲ့ airline service manager နဲ့ပတ်သက်တဲ့အလုပ်တစ်ခုကိုအခြေချပြီးလုပ်ကိုင်နေချင်တယ်ပေါ့နော် ဟုတ်ကဲ့ရှင်ဟုတ်ဒါဆိုလို့ရှိရင်ဗီဇာအပရူဖြစ်သွားတဲ့အတွက်လည်း Wuri Hack ကနေပြီးတော့အများကြီးခုံယူပါတယ်ပေါ့နော်နောက်ကိုရီးယားရောက်တဲ့အခါမှာလည်းဖြစ်နေတဲ့ပညာရေးအိမ်မက်တွေကိုအကောင်းဆုံးအကောင့်ထဲပေါ်နိုင်ပါစေလို့ Wuri Hack ကနေဆုတောင်းပေးလိုက်ပါရရှင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်